ဈေးနှုန်းနဲ့တန်အရသာလည်းရှိ cheese တွေအများကြီးပါတဲ့ဒေါပုံမျိုးနဲ့ဝါဆိုမှတ်တိုင်အနီးကပီဇာဂျူပီတာဆိုတဲ့ဆိုင်ကိုသွားပါမယ်အားလုံးပဲလိုက်ခဲ့ပေးကြပါဦးဒီဆိုင်လေးကဟာလာတစ်စိတ်တော့မရထားသေးပေမဲ့အစ္စလမ်လူမျိုးတွေဟိန္ဒူလူမျိုးတွေလည်းအများစုလာပြီးတော့စားသုံးကြရလို့ပြောပါတယ်ကျွန်တော်နဲ့ခွန်းနေရတော့တခါမှမစားဘူးသေးတဲ့မာလာစပိုက်စီပီဇာရဲ့စိတ်တစ်ချမ်းစီးဖူးတစ်ချမ်းပီဇာရဲ့ချီစီနဲ့ဟာဝိုင်ယန်ပီဇာတို့ကိုမှာစားခဲ့ပါတယ်အခုဆိုရင်ကျွန်တော်နဲ့ခွန်းနဲ့နှစ်ယောက်စားမဲ့ပီဇာရဲ့ရောက်လာခဲ့ပါပြီနေရတဲ့အတိုင်း cheese တွေအများကြီးနဲ့ spicy မာလာပီဇာကိုစားကြည့်တဲ့အခါမှာတော့ oh my god သူ့ရဲ့အရသာက spicy ရဲ့ cheese ရဲ့ mayonnaise ရဲ့တွဲပြီးပါဇက်ထဲမှာစားလိုက်ရတဲ့အရသာက oh my god ဘာနဲ့မှမလဲနိုင်ဘူးအရန်ကိုထူကြပြီးစားလို့ကောင်းပါတယ်အခုစားပြနေတဲ့ဟာဝိုင်ယန်ပီဇာဆိုလို့ရှိရင်လည်းဘေးကဒိုးသားလေးတွေကလေအရန်ကိုနူးညံ့ပြီးအီးဆက်နေရောပဲရတာရှိတဲ့ဟာဝိုင်ယန်ပီဇာစားပြီးတဲ့အခါမှာတော့ကျွန်တော်တို့နှစ်ယောက်ကတော့ cheesy ပီဇာလေးကိုထပ်ပြီးတော့စားကြည့်တဲ့အခါမှာဒိုးသားရဲ့အီးဆက်မှု cheesy နဲ့ mayonnaise နဲ့ပေါင်းထားတဲ့စိတ်ထွက်နေမှုကကျွန်တော်ရဲ့ရှာပေါ်မှာတော်တော်ဆွဲပါတယ်ခုထပ်မြင်နေရတဲ့ပီဇာတော့ sausage တစ်ချမ်းနဲ့ seafood တစ်ချမ်းလောက်ထားတဲ့ပီဇာပဲဖြစ်ပါတယ်ခုတစ်ယောက်က seafood ပီဇာကို tomato sauce နဲ့တင်ပြီးတော့စားကြည့်တဲ့အခါမှာတော့အရသာကတမျိုးပြောင်းသွားပြီးတော့ပိုစားလို့ကောင်းတယ်လို့ပြောပါတယ်ဒီဆိုင်ရဲ့အေးတွေကလည်းတောက်လို့ကောင်းသေးတယ်ဗျာဟာဝိုင်ယန်ပီဇာကိုကျွန်တော် try ကြည့်တဲ့အခါမှာတော့သူက cheese များများလေးနဲ့နည်းနည်းသီးစိတ်တွေကအရင်မချိုပဲနဲ့ချိုချင်လေးဆိုတော့ကျွန်တော်တို့ကတော့ AEBL လို့ခံစားရပါတယ်ကျွန်တော်တောက်နေတဲ့ဖြော်ရည်လေးကတော့အချိုလေးကဲရင်တော့ပို့ပြီးတော့အစိပ်ပြင်းမယ်လို့မြင်ပါတယ်ခင်ဗျာတောက်ပြနေတဲ့အေးကိုတော့အကြိုက်ဆုံးပါပဲချင်ပြုံးပြုံးလေးနဲ့အရန်ကိုဂရင်းရှင်းပါတယ်ဟိုနေ့ရောက်စားပြီးသွားပြီဆိုတော့ရုံဝသူတွေအတွက်အထူး special menu ထုတ်ထားတဲ့ကြက်မဲပီဇာလေးကိုပါဆယ်ဆွဲခဲ့ပါတယ်ခွန်တရက်ကတော့လမ်းမှာတစ်ခုတွေ့ခဲ့ပါသေးတယ်ကဲအားလုံးပဲပြန်လဲပါအောင်မယ်ဘိုင်ဘိုင်ပါခင်ဗျာ